မြန်သာလန်းခဲ့ပါဆိုတဲ့ချင်းလေးကိုတူတူမူရလုံးကြည့်ရအောင်တွေချောင်းပေးရက်တွေဆိုရင်ကျမတို့ညာဘက်ကိုလှည့်ပြီးတဲ့အခါမှာအုတ်ထုတ်ဆောင်တဲ့ပုံလေးပေါ့နော်အုတ်ထုတ်ဆောင်တဲ့ပုံလေးယောက်ျားလေးတွေကကျမတို့မျိုးဖားပေါ်မှာလက်လေးတင်မယ်မိန်းကလေးတွေကတော့ဆ iam မမေးပြီးလိုမျိုးပုံစံလေးလုပ်မှာဖြစ်ပါတယ်လုပ်ကြည့်မယ်နော်တွေချောင်းပေးရက်တွေပြန်ရောက်ခဲ့ပေါ့လေဆိုဘေးနားတကယ်ချင်းလက်ကိုပြောလိုက်မယ်ပြန်ရောက်ခဲ့ပေါ့လေစုံပူကြတဲ့တငယ်ချင်းတွေဆိုရင်မျက်လုံးသားနေလက်နဲ့ချောင်းဖက်ပေါ့နော်စုံပူကြတဲ့တငယ်ချင်းတွေရာဒီတင်နေဆိုတွေပုံစံလေးပြီးတော့စိုက်ကျင်တော့ပေါ့နော်လက်လေးကလာဆုံးတယ်တွေရာဒီတင်နေရောက်ပြီးခေနောက်တစ်ခါတွေချောင်းပေးရက်တွေဆိုရင်တိရွက်လေးတွေကျွေးတဲ့ပုံလေးတော့ပေါ့နော်တွေချောင်းပေးရက်တွေပြန်ရောက်ခဲ့ဖို့လေစုံပူကြတဲ့တငယ်ချင်းတွေရာဒီတင်နှန်းရောက်ပြီးဟေးရင်းဒီဘူးနဲ့ပေါ်ရွာဆိုရင်ဒီလိုမျိုးလုပ်ပါမယ်ရင်းဒီဘူးနဲ့ပေါ်ရွာချစ်တဲ့စိတ်နဲ့ကြိုနေမှာဆိုရင်အသေးပုံပြီနော်ကိုရီးယားဒီပြတဲ့ပုံစံမျိုးပေါ့နော်ချစ်တဲ့စိတ်နဲ့ကြိုနေမှာညာဘက်ရှောက်လေးကိုတလန်းတက်ပြီးပြန်ဆုပ်လိုက်တော့နော် okay ပါတကယ်ချင်းရယ်ဆိုရင်အလယ်ကနေဖတ်မယ်ပေါ့နော် okay ပါငယ်ချင်းရေတတိယရေဆိုရင်နှစ်ထင်လေးကိုနှစ်ချက်ပုံမယ်ဒီရရေအမြန်သာလှမ်းခဲဆိုရင်ဘက်လေးနဲ့လှမ်းခဲပါနော်တင်းမြင့်တော်လေးတင်းမြင့်တော်လေးဒါကဒါအစဆုံးသွားမှာဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါ chorus မှာ3ခေါက်ကြော့မှာဖြစ်တယ်ပေါ့နော်3ခေါက်ကြော့တဲ့အခါမှာပထမဆဆကြော့တဲ့အခါမှာလက်သီးလေးတငယ်ချင်းနဲ့ပြမှာဖြစ်တယ်ပေါ့နော်ရင်းဒီမှုနဲ့ပေါ်ရည်စွာချစ်တဲ့စိတ်နဲ့ကြိုနေမှာ okay ပါတကယ်ချင်းရေတတိယရေမြန်သာလမ်းကြီးလူပြီးကြတော့နောက်တစ်ခါကျတော့ရင်းဒီမှုနဲ့နောက်ဆုံးတစ်ခေါက်ကျတော့လက်သီးနဲ့ပြန်တော့နော်ရင်းဒီမှုနဲ့ပေါ်ရည်စွာဆိုပြီးတော့သွားမှာဖြစ်ပါတယ်နောက်ပြီးတဲ့အခါမှာအနောက်ဆုံးရဲ့နှစ်ပိုက်လေးရှိတယ်ပေါ့နော်ကြိုနေပါတငယ်ချင်းရဲ့ဆိုရင်ကိုဘေးနာတငယ်ချင်းတွေအကုန်လုံးဖတ်နိုင်မယ်ပြီးကြောင်းနဲ့တယောက်ကြည့်လိုက်မယ်နော်ကြိုနေပါတငယ်ချင်းနောက်ပြီးတဲ့အခါတတိယရဲ့မြန်သာလမ်းခဲ့ပါနောက်ဆုံးပိတ်လေး okay ပါတော့အရင်တိုင်းပဲဖြစ်တယ် okay ပါတကယ်ချင်းရေတတိယရဲ့မြန်သာလမ်းခဲ့နော်ဒီချက်လူဘူးလေးချက်တော့မှာဖြစ်အမူတီလုံးအမူပြလာတဲ့အခါမှာဆက်စဦးဆုံးတီလုံးအမူပြလာတဲ့အခါမှာအခုနအုတ်ထုတ်ဆောင်တဲ့ပုံလေးကိုလုံးမှာဖြစ်တယ်ပေါ့နော်ဒီလို1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ပြီးတဲ့အခါတီလုံးပုံစံလေးတစ်မျိုးပြောင်းသွားတယ်ပေါ့ပြောင်းသွားတဲ့အခါမှာကျတော့ကျွန်တော်တို့တိရွက်လေးတွေကျွေမှာဖြစ်တယ်ပေါ့နော်ခြေထောက်လေးညာဘက်ခြေထောက်ရှိချုံတဲ့အခါမှာဒီလိုလေး4 1 2 3 4အဲ့လိုမျိုးလေးနဲ့သွားမှာဖြစ်ပါလေလို့ကျေးဇူးတင်ပါတယ်